အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရုပ်ရည်ချောမောတဲ့စစ်သူကြီးတယောက်နဲ့ဇွတ်တရွတ်နိုင်လုံးနဲ့မင်းသမီးလေးတို့ရဲ့အမှတ်မထင်စုံတွေ့ရကနေစတင်ခဲ့တဲ့ချစ်စပွဲဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်ဆက်စချင်းမှာပဲမင်းသမီးလေးဟာရည်ချိုးနေတဲ့ချောမောခန့်ရတဲ့အမျိုးသားအဲ့ဒီအမျိုးသားကတော့တခြားသူမဟုတ်ပါဘူးတိုင်းပြည်ရဲ့စစ်သူကြီးတယောက်ပါသူကမင်းသမီးလေးကိုရင်ဆိုင်မီးမြန်းတဲ့အခါမှာတော့မင်းသမီးလေးဟာရှက်ရှက်နဲ့ပဲဒါဟာတိုက်ဆိုင်မှုပါလို့စင်ချီပြီးထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်အပြောင်းကတော့မကြခင်မှာပဲမင်းသမီးလေးဟာသူ့လုံးဝသဘောမတူတဲ့သူတယောက်နဲ့အတင်းအကျပ်လက်ထပ်ထိများခြင်းခံခဲ့ရပါတယ်မင်းသမီးလေးဟာအိမ်အောင်ပြုတ်ဖို့ညှင်းဆန်တဲ့အနေနဲ့မင်္ဂလာဥညမာတင်နန်းတော်ကနေထွက်ပြေးလာခဲ့ပါတော့တယ်တောနက်ထဲမှာလမ်းပြောက်ပြီးအကူညီမဲ့စွာငိုယိုရင်းလျှောက်သွားနေတဲ့မင်းသမီးလေးဟာနောက်ဆုံးမှာတော့မောပန်းနွမ်းနေပြီးတတိလေးလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမှတ်မထင်ရီချိုးတုံးကဆုံခဲ့တဲ့စစ်သူကြီးကသူမကိုပြန်တွေ့ပြီးကေတင်ပေးခဲ့ပါတယ်အခုတော့သူတို့နှစ်ယောက်ဟာတောထဲမှာအတူတူပိတ်မိနေကြပါပြီစစ်သူကြီးကသူမကိုအစားအစာတွေကျွေးပေမဲ့မင်းသမီးလေးကတော့မာနာလေးခံပြီးမစားဘူးလို့ညင်းနေပေမဲ့သူမရဲ့ဖိုက်ကတော့တကွေကွေနဲ့အတန်ထွက်နေခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့မင်းသမီးလေးကစစ်သူကြီးကိုစီးကြော်မလာနဲ့ဆိုပြီးတတိပေးခဲ့ပါတယ်သူမစိတ်ထဲမှာတော့ဒီလူဟာလူဆိုးတယောက်လို့ထင်နေတာပါစစ်သူကြီးကတော့စိတ်မဆိုးတဲ့ပြင်ငါကနင့်ကိုတစ်ခုခုလုံးမှကြောက်လို့လားဆိုပြီးဆက်နှောက်ခဲ့ပါတယ်မင်းသမီးလေးကလည်းအရှုံးမပေးပဲမဟုတ်ဘူးနင့်ကိုငါအရန်ကနေကာကွယ်ပေးတာလို့ပြန်အိုခဲ့ပါတယ်ဒါပေမဲ့ညင့်နဲ့လို့အီးစိတ်လာတဲ့ခါမှာတော့သူမကိုယ်တိုင်တော့မတိလိုက်ပဲစစ်သူကြီးရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီးနှွေးထွေးမှုကိုရှာဖွေနေခဲ့ပါတယ်သူမအားကိုတကြီးဖတ်ထားတဲ့သူဟာတကယ်တော့သူမထွက်ပြေးလာခဲ့တဲ့ခင်ပွန်းတဲ့စစ်သူကြီးမှသူမလုံးဝမသိသေးပါဘူးနောက်ထပ်ဘာဒီဆက်ဖြစ်မလဲဆိုတာကိုတော့ follow လေးလုပ်ခဲ့ပေးပါခင်ဗျာ